ရှမ်းမြောက်ကကြောင်မဲညုံမှာဒီနေ့တက်ပွဲပြင်းထန်တာမရှိပဲစစ်ကောင်စီကလေကြောင်းကနေပုံကျဲတက်ခိုက်ပြီးတဲ့နောက်မြေပြင်စစ်ကြောင်းတချို့မြို့လဲကိုဝင်ရောက်လာတယ်လို့သိရပါတယ်။ကြောင်မဲမြို့ကိုတစ်နှစ်ကျော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ TNLA ကပြင်းပြတဲ့ခုခံတာမရှိဘဲဆုတ်ခွာသွားတယ်လို့မြို့ကန်တွေကပြောပါရရှင်။စကိုင်းတိုင်းဘက်ကနေမန္တလေးမြို့တဲ့ဝင်လာတဲ့ကားတွေမှာဒေသထွက်ကုန်ချစ်သွန်အဖြူအနီးအပါအဝင်တတိကအစစစ်တပ်ကဖမ်းဆီးနေပြီးယူပါတရားဆွဲတယ်လို့ကုန်ကားသမားတွေကပြောပါတယ်။စစ်ကောင်စီတပ်ကစကိုင်းနဲ့မန္တလေးတိုင်းကိုကုန်စည်တည်ယူခွင့်အများအပြားကန့်သတ်ထားပြီးစစ်ကောင်စီလက်အောက်ကဝန်ထမ်းတွေကလည်းခွင့်ပြုကုန်စည်ကိုဖမ်းဆီးတာတွေပါပြုလုပ်နေတာဖြစ်ပါရဲ့ရှင်။ပဲခူးမြို့နယ်အတွင်းကပဲခူးဖျားကြီးအင်းတကော်ဒေသမှာရှိတဲ့ကြံ့ကျဲနေတဲ့ရဲဘော်တွေကို NUG ညွှန်ကြားချက်နဲ့အညီစုဖွဲ့ပြီးပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖဖြစ်ဖွဲ့စည်းလိုက်ပါတယ်။အခုလက်ရှိမှာပဲခူးမြို့နယ်အနီးကဝေါ်ကဝတနက်ပင်နဲ့ဒိုင်ဦးမြို့နယ်ကကာကွယ်ရေးဖွဲ့တွေနဲ့မြေပြင်တော်လှန်ရေးလုပ်ငန်းတွေချိတ်ဆက်လှုပ်ဆောင်နေတယ်လို့အသိပေးထားပါရရှင်။အာနာသိန်းစစ်ကောင်စီကမြင်းချံထောင်မှာဖမ်းဆီးအကျဉ်းချထားတဲ့အသက်85နှစ်အရွယ်စကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာမြင့်နိုင်ကအစာအိမ်နဲ့ဦးလန်းချောင်းဆိုင်ရာဝေဒနာခံစားနေရတာကြောင့်မန္တလေးဆေးရုံကြီးမှာပြီးခဲ့တဲ့စက်တင်ဘာ25ရက်ကစပြီးကုသမှုခံယူနေတယ်လို့မိသားစုနဲ့နှိစက်သူတွေစီကသိရပါရရှင်။